သူအကြောင်းဟာသူအကျိုးသူမကောင်းရင်သူသွားမှာပဲသူကောင်းရင်သူဆံရမှာပဲသူအကျိုးဟာကိုယ်အဆိုးမဖြစ်ဖို့အရေးကြီးသူအကြောင်းဟာသူအကျိုးသူအကျိုးဟာကိုယ်အဆိုးမဖြစ်ပါစေမမှန်တဲ့နည်းနဲ့ကြီးပွားလာကြီးပွားခြင်းဒီအကြောင်းတရားပဲမှန်တဲ့နည်းနဲ့အောင်မြင်ခြင်းဒီအကျိုးတရားပဲနော်ကြီးပွားခြင်းဒီအကျိုးတရားအောင်မြင်ခြင်းဒီအကျိုးတရားမမှန်တဲ့နည်းနဲ့လှုပ်ထားတာသူကအကြောင်းတရားဆိုတော့ဘလို့ပဲဖြစ်ဖြစ်ကိုနဲ့တွေ့တဲ့အခါကျတော့အကျိုးတရားကိုသွားပြီးဆက်ဆံရသူအကျိုးတရားကိုကြည့်ပြီးဆက်ဆံရတာဆိုတော့သူအကျိုးဟာကြည့်ပြီးတော့ကိုကဂျားတဲ့ကခြေဝင်တယ်မနာလိုစိတ်ဖြစ်တယ်အကျိုးကိုကြည့်ပြီးတော့မနာလိုစိတ်ဖြစ်တော့ခံစားရတာလည်းကိုပဲခံစားသူအကျိုးကကိုအဆိုးဖြစ်သွားတယ်မနာလိုစိတ်ကြောင့်ကိုအဆိုးဖြစ်သွားတယ်ကြောင့်လို့သူမှားတာမှန်တာကသူ့အကြောင်းကိုအကြောင်းကသာဓုခေါ်နိုင်အောင်ကြိုးစားကိုတဲ့သားတယ်မမှန်တဲ့ဒီနဲ့ကြီးပွားတာအဲ့ဒါသူ့ကိစ္စဝမ်းသာနိုင်အောင်ကြိုးစားတာကိုကိစ္စဒါပဲ